ထိုလူသည်ဂိုင်းတစ်ခု၏တရားမဝင်လက်နက်အယောင်းဝယ်ဖြစ်နေသည့်နေရာသို့မတော်တဆရောက်ရှိသွားခဲ့သည်သို့သောသူသည်ထိတ်လန့်သွားခြင်းမရှိဘဲအေးအေးဆေးဆေးပင်ရှိနေခဲ့ပြီးလူမိုက်တအုပ်ကိုတနက်အားဘေးတိုင်မကန်ရန်ပင်ပေါ့ပေါ့ပါပါတတိပေးခဲ့သည်ထို့သောကင်ခြင်းသည်ပြစ်မှတ်ချင်ရန်ပိုခက်ခဲစေပြီးပူနွေးသောကြည်ခုံများမျက်နှာပေါ်သို့ပြန်လည်ဆင်ထွက်လာနိုင်သည့်အနေရရှိကြောင်းသူကထောက်ပြခဲ့သည်ထို့နောက်သူသည်တနက်ကိုလူယူကမောင်းခလုတ်ကိုဆွဲလိုက်ပြီးလူတိုင်း၏ဒူးကောင်းများကိုမြန်ဆန်တိကျစွာဖြင့်ပစ်ခတ်ခဲ့သည်ဂိုင်းကောင်းဆောင်၏အလိုလိုက်ထားသောသားဖြစ်သူအန်တိုမာမူဘာလို့ရမှန်းမသိဘဲကြောင်အန်းကရက်နေခဲ့ရသည်ထို့နောက်ထိုလူသည်လက်နက်အိတ်ကိုဆွဲယူကတကားစီသို့အမြန်ထွက်ပြေးသွားခဲ့ပြီးရင်းမှာတူလာခဲ့သည့်အဓိကအကြောင်းရင်းပင်ဖြစ်သည် ES အကျဉ်းချုပ်သောလူသည်လွန်ခဲ့သောရက်အနေငယ်ကသူ့နောက်ဆက်ခဲ့သောအိုးမဲ့အိမ်မဲ့လူဖြစ်နေလိမ့်မည်ဟုအန်တိုလုံးဝမထင်ထားခဲ့ပေထိုနေ့ကမြေအောက်ရထားပေါ်တွင်အန်တိုနှင့်သူ၏အဖွဲ့သည်ကန်နီဆိုသူကိုတွန်းထုတ်ခဲ့ကြသည်ကန်နီ၏တငယ်ချင်းကသူ၏ခါးကြားမှတနက်ကိုထုတ်ပြသောအခါတွင်ပင်အန်တိုသည်တုံ့လုံးခြင်းမရှိဘဲမောက်မာစွာတုတ်ပြန်ခဲ့သောကြောင့်ကန်နီနောက်ဆုတ်သွားခဲ့သည်သို့သောအန်တိုသည်ထိုများနှင့်မရက်တန့်ခဲ့ဘဲရထားတွဲ၏အခြားတစ်ဖက်ရှိပီတီဆုပ်ပဲ့နေသောအိုးမဲ့အိမ်မဲ့လူတအုပ်ကိုတွေ့ရှိကထိုသူကိုပြဿနာရှာရန်ဆုံးဖြတ်ခဲ့သည်သူသည်ထိုလူ၏အရက်ပလင်းကိုလှမ်းယူရန်ကြိုးစားခဲ့တော်လဲသူ၏လက်ကောက်ဝတ်မှတံမဏိကဲ့သို့ကြစ်လက်သောဖမ်းဆုပ်မှုကိုခံလိုက်ရပြီးလှုပ်ရှား၍မရတော့ပေအဆက်ရသွားသောအန်တိုသည်ထိုအိုးမဲ့အိမ်မဲ့လူကိုဝိုင်းဝန်းတိုက်ခိုက်ရန်သူ၏အဖွဲ့ကိုစုစည်းခဲ့တော်လဲသူတို့မလှုပ်ရှားနိုင်မီမှာပင်ထိုလူသည်ချက်ချင်းထရက်ကမြန်ဆန်ပြီးပြင်းထန်သောတိုက်ခိုက်မှုအချို့ဖြင့်အန်တိုနှင့်သူ၏အဖွဲ့ကိုကျမ်းပြင်ပေါ်သို့လဲကျသွားစေခဲ့သည်နောက်ပိုင်းတွင်ရဲစခန်း၌ရဲရရှိလီနာသည်ဒဏ်ရာရနေသောလူမိုက်လေးဦးနှင့်စပင်မှာပုံမပြတ်ဘဲထိုင်နေသောထိုအိုးမဲ့အိမ်မဲ့လူကိုကြည့်ပြီးရင်းသည်တာမန်လေးလွင့်သူတဦးမဟုတ်ကြောင်းချက်ချင်းသိရှိသွားခဲ့သည်သူမသည်မြေအောက်ရထားဆောင်ကြည့်ရေးဗီဒီယိုကိုစစ်ဆေးခဲ့သည်စစ်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့ပူသောလီနာသည်ထိုလူ၏လှုပ်ရှားမှုများကိုမြင်သည်နှင့်အထူးတပ်ဖွဲ့ဝင် Special Forces တဦး၏လေ့ကျင့်မှုမျိုးဖြစ်ကြောင်းချက်ချင်းမှတ်မိသွားခဲ့သည်သူမသည်ထိုလူအားစစ်ခံစားနေရသောစစ်ပြန်တဦးဖြစ်နိုင်သည်ဟုတန်တရားရှိခဲ့တော်လဲသူမမေးမြန်းသည့်အခါတွင်မူထိုလူသည်တစ်ချိန်လုံးနှုတ်ဆက်နေခဲ့သည်လီနာသည်ရေဖန်ခွက်မှတစ်ဆင့်သူ၏လက်ပွေကိုရယူကာစနစ်အတွင်းစစ်ဆေးကြည့်သောအခါအလွန်အံ့အားသင့်သွားခဲ့သည်လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းဖြစ်ပွားခဲ့သောရာဇဝတ်မှုခင်းနေရာအမြောက်များတွင်သူ၏လက်ပွေများတွေ့ရှိခဲ့ရရုံသာမကသူသည်နိုင်ငံပေါင်း၄နိုင်ငံမှအလိုရှိနေသူတဦးလည်းဖြစ်နေသည်သို့သောသူမထိုလူကိုထပ်မံရှာဖွေသောအခါတွင်မူသူသည်တဲလုံစမကြံပဲပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်